တောင်ကုတ်ကူရွာလေးရဲ့နေလေကင်းဟာပုံမှန်တိုင်းအသက်ဝင်လှုပ်ရှားနေပါတယ်။ကိုအောင်မြင့်ရဲ့စပားဆက်ကြီးကတော့ရွာထိပ်မှာအရှိန်ဟုန်နဲ့လဲပတ်နေပြီးလုပ်ငန်းသမားတွေရဲ့လှုပ်ရှားမှုတွေနဲ့စီးကားနေတယ်ဗျ။ကိုအောင်မြင့်ကလုပ်ငန်းခွင်ကိုကြည့်ရင်ကျင်းနဲ့စွာပြုံးနေစင်ပါပဲ။သူ့ရဲ့ငယ်တငယ်ချင်းကိုသိန်းတယောက်ဆိုင်ကယ်တစ်စီးနဲ့ရောက်လာပါတယ်။အောင်မြင်လာတငယ်ချင်းဟာမင်းကိုကြည့်ပြီးငါတော့အားကြတယ်ဟဲ့။ငါအလုပ်တွေကတော့ဒီတလောအရင်အောင်ပြန်ရဖို့မလွယ်ဘူးကွာ။ကိုအောင်မြင့်ကကိုသိန်းပခုံးကိုဖက်ရင်အားပေးစကားပြောတယ်ဗျ။စိတ်မညစ်ပါနဲ့မောင်သိန်းဟာအလုပ်ဆိုတာအမြဲတမ်းတသက်မထဲမကောင်းနိုင်ပါဘူးကွာ။လာငါတို့လက်ဖေးဆိုင်ထိုင်အောင်။လက်ဖေးဆိုင်မှာကိုသိန်းကသူ့ရဲ့အခက်အခဲတွေကိုရင်းဖွင့်မိမယ်။သူ့မျက်လုံးတွေကမနာလိုမှုတွေကိုတော့ကိုအောင်မြင့်တယောက်ရိပ်မိပုံမရပါဘူး။ကိုအောင်မြင့်ကသူ့တငယ်ချင်းကိုစိတ်ရင်းနဲ့ကူညီဖို့နီးလန်းနေအောင်စဉ်းစားပေးနေခဲ့သေးတယ်ဗျ။ရန်နေငယ်ကြတော့ကိုသိန်းတယောက်သူ့ရဲ့ကြာရှုံးနေတဲ့လုပ်ငန်းတွေကိုကြည့်ပြီးဒေါသနဲ့မခံချင်စိတ်တွေပေါက်ကွဲလာခဲ့ပါတယ်။သူ့တငယ်ချင်းကိုအောင်မြင့်ကိုဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုသိလာပြီးနောက်ဆုံးမှာတော့မကောင်းတဲ့လမ်းကိုရွေးဖို့ဆုံးဖြတ်လိုက်တယ်ဗျ။သူတို့ရွာနဲ့အတော်လှမ်းနဲ့ကြာမြိုင်းဆိုတဲ့တောကြီးရဲ့မှာနာမည်ပြည့်ရှိတဲ့အောက်လန်းဆရာဘိုးထိုက်စီဆိုတာရှိပါတယ်။ကိုသိန်းအောက်လန်းဆရာစီကိုညဘက်မောင်ကိုအားကိုပြီးတဲတိစိတ်ထွက်လာခဲ့တယ်ဗျ။ဆရာဘိုးထိုက်ရဲ့နေရာကအလင်းရောင်မကြိုက်တဲ့တစ်ပင်အုံတွေကြားထဲကမြေဆိုင်တဲစုပ်တစ်လုံးမှာတဲပက်လင်မှာတရိတ်ဆန်ရိုးကြောက်တွေနားမလည်နိုင်တဲ့ရုပ်တွေနဲ့အပုပ်နဲ့လိုဆေးကားနဲ့လိုရောပြိုးနေတဲ့အနံ့ကပြုတ်တက်ခြင်းစရာကောင်းလာပါတယ်မင်းဘာကိုလိုရှိလို့ငါစီရောက်လာတာတော့ကွာကျွန်တော်ကူညီပါဆရာကျွန်တော်ပြိုင်မဲ့တယောက်ကိုသူ့စီးပွားရေးရောသူ့ခန္ဓာပါပျက်စီးသွားအောင်လုပ်ချင်ပါတယ်ကူညီပေးပါနော်အေးပါကူညီပေးပါမယ်ကဲပြောဘသူ့ကိုပျက်စီးစေခြင်းလဲကျွန်တော်တငယ်ချင်းအောင်မြင့်ဆိုရလို့ပါဆရာကိုသိန်းစကားကြောင့်ဦးဘိုးထိုက်ကကြောက်စရာကောင်းအောင်ရဲလိုက်တယ်ဗျတငယ်ချင်းအရေးလာကွာကောင်းတာပေါ့ကွာအဲ့လိုလူတွေကပြူစားရတာပိုထိရောက်တယ်သူ့ရဲ့ကိုနဲ့ထိတွေ့ဘူးခဲ့တဲ့ပစ္စည်းတစ်ခုကိုယူလာခဲ့သူ့ရဲ့တက်ရှိတဲ့ပါရင်ပိုကောင်းတယ်အဲ့လိုပြောတော့ကိုသိန်းကသူ့ကြိုတင်ယူလာခဲ့တဲ့လွန်ခဲ့တဲ့လကကိုအောင်မြင့်စီကတောင်းထားတဲ့ပစိုးအဟောင်းတစ်ထည်ကိုထုတ်ပေးလိုက်ပါတယ်ဆရာဘိုးထိုက်ကအဲ့ဒီပစိုးစာကိုဖြဲတင်းချိုင်းကယူလာတဲ့မြေကြီးလူသေးရိုးမုံတို့နဲ့ရောနေပြီးလူရုပ်တစ်ခုထူးလုပ်ခဲ့တယ်ဗျပြီးတော့အချောင်းတွေကိုမီးမအပူပေးပြီးအဲ့ဒီအရုပ်ရဲ့ရင်ပတ်ဦးကောင်းတဲ့ခြေလက်တွေကိုစိုက်ထိုးရင်ကြောက်မက်ဖွယ်မန်တန်တွေကိုတွတ်ရွတ်ဆိုပါရတယ်အကျန်းစားပြူစားခြင်းကြောင့်အဲ့ဒီညကစပြီးကိုအောင်မြင့်ရဲ့ကဘာဟာပြောင်းပြန်ဖြစ်သွားခဲ့တယ်ဗျစပားဆက်ကအကြောင်းမဲ့ခဏပြက်လာတယ်စပားတွေကအထားမသလိုအချင်းပေါက်ပြီးပြက်စီးကုန်တယ်ရက်တွေကြာလာတာနဲ့မျှကိုအောင်မြင့်ရဲ့ခြေတွေကပိုဆိုးလာပါတယ်ညဘက်ဆိုအိမ်မက်ဆိုရိမက်ပြီးလက်နိုးတယ်တခါတလေအိမ်ခေါင်မိုးပေါ်ကိုခဲနဲ့ပြစ်ပေါက်သလိုအတန်တွေကြားရတယ်ဆရာဝန်ပြတော့လေဘာယောဂမှမရှိဘူးလို့ပဲပြောတယ်တညမှာတော့မက်ခင်လာတယောက်အိမ်မပြောနိုင်မဲစဉ်းစားရင်ရွာကအသက်ကြီးတဲ့ဖွားတယောက်ပြောဖို့တဲ့စကားကိုသွားသတိရတယ်ဒါတွေကလူလုတ်တဲ့ကိစ္စနဲ့တူတယ်အေးရွာပြားကဆရာဦးမင်းကောင်စီသွားမိကြည့်ကြပါလားမက်ခင်လာကကိုအောင်မြင့်ကိုအားတင်းပြီးပြောလိုက်ပါတယ်ကိုအောင်မြင့်ကျမတို့ဒီတိုင်းထိုင်ကြည့်နေလို့မဖြစ်တော့ဘူးထင်တယ်ကျမတို့ဆရာဦးမင်းကောင်စီတစ်ခေါက်လောက်သွားကြည့်ကြရအောင်ကိုအောင်မြင့်ကအစကတော့လက်မခံပါဘူးဟာကွာခင်လာရဲ့ဒီခေတ်ကြီးရဲ့မှာဒါတွေမရှိတော့ပါဘူးငါကန်ညံ့နေတာပဲဖြစ်မှာပါကန်ညံ့တာကတမျိုးပေါ်ကိုအောင်မြင့်ရဲ့အခုဟာကညဘက်အတန်ကြီးကြားရတာရောရှင်အိမ်မဆိုးတွေမက်နေတာရောကတာမန်မဟုတ်ဘူးကျမနဲ့တစ်ခေါက်ပဲလိုက်ခဲ့ပေးပါဘာမှမထူးရင်တော့ကျမစိတ်ရှင်းသွားတာပေါ့နောက်ဆုံးတော့မက်ခင်လာရဲ့တိုက်တွန်းမှုကြောင့်ကိုအောင်မြင့်လဲလိုက်သွားဖို့သဘောတူလိုက်ရပါတယ်နောက်တစ်နေ့မနက်စောစောသူတို့နှစ်ယောက်ဆရာဦးမင်းကောင်စီရောက်သွားကြတယ်ဗျဆရာဦးမင်းကောင်ကအဖြစ်အပျက်တွေကိုကြားပြီးကိုအောင်မြင့်ရဲ့မျက်နှာကိုစိုက်ကြည့်ကမျက်လုံးမိတ်ပြီးတရားမှတ်လိုက်တယ်ဒါကတာမန်ပြူစားတာမဟုတ်ဘူးကွဘိုးထိုက်လို့ခေါ်တဲ့အောင်လန်းရဲ့လက်ချက်ပဲသူစီမှာမင်းကိုပြူစားခြင်းတဲ့လူကသွားအပ်ထားတာအဲ့လူကလူရင်းနေရပဲသူ့သွားအပ်တဲ့အောင်လန်းကအင်မတန်အညှိုးကြီးပြီးရက်ဆက်တယ်
မင်းရဲ့တက်ရှိတတ်ပါတဲ့ပစိုးကိုအသုံးချပြီးတက်ကုံဓာတ်ကုံပညာနဲ့ပြူစားထားတာကိုအောင်မြင့်တယောက်ပစိုးဆိုတဲ့စကားလုံးကိုကြားလို့အတော်တန်စဉ်းစားကြည့်တော့သူတငယ်ချင်းကိုသိန်းရဲ့မျက်နှာကိုပြန်မြင်အောင်ပြီးအားလုံးကိုသဘောပေါက်သွားကဒေါသရောဝမ်းနည်းမှုပါရောပြွန်းသွားခဲ့ပါတယ်ဆရာဦးမင်းကောင်ကအချိန်မဆွဲပဲကုသမှုကိုချက်ချင်းစတင်ခဲ့တယ်ဗျသူကကိုအောင်မြင့်ကိုအင်းရှိမှထိုင်ခိုင်းပြီးပြည့်ရည်တွေနဲ့ဖြန့်ပတ်မြစ်တာတော့ခန္ဓာတော့စရှိတဲ့ပြိတ်တော်တွေကိုအဆက်မပြတ်ရွတ်ဆိုပါတယ်အဲ့ဒီအချိန်မှာပဲအောက်လန်းဘိုးထိုက်တယောက်သူ့ရဲ့ပညာကိုတစုံတစ်ယောက်ကလာပြီးနှောက်ယှက်နေတာကိုအာယုံရလိုက်တယ်ဗျသူကဒေါသတကြီးနဲ့သူ့ရှေ့ကအယုတ်ကိုအချောင်းနေထက်ဆိုင်ပြီးမန်နန်တွေကိုပိုပြင်းထန်အောင်ရွတ်ဆိုပါတော့တယ်ဆရာဦးမင်းကောင်ပရိတ်ရွတ်နေစင်မှာပဲကိုအောင်မြင့်တယောက်ရုတ်တရက်အော်ဟစ်ပြီးမြေကြီးပေါ်မှာလူးလှိမ်ပါတော့တယ်ရက်လိုက်စမ်းငါလှုပ်ထားတာကိုလာမနှောက်ရှက်နဲ့ဒီကောင်တေကိုတေရမယ်အိမ်ရဲ့ခေါင်မှုပေါ်ကိုဂဲလုံးနေနဲ့ပြစ်ပေါက်သလိုဒုံဒုံဆိုတဲ့အတန်တွေစူညံစွာထွက်ပေါ်လာခဲ့ပါတယ်အိမ်ဘေးကတစ်ပင်တွေကလေမတိုက်ပဲရိမ့်ထိုးလာပြီးတောရဲကခွေးတွေကအတကုံထိုးပြီးဦးလိုက်ကြတယ်ဆရာဦးမင်းကောင်ကမျက်လုံးမဖွင့်ပဲပတိကိုပိုးမြမြန်စေရင်အတန်ကိုမြင့်ပြီးအာနာပါပါနဲ့မြစ်တာပို့တယ်ကျွန်ုပ်သည်ဤအောင်လန်းပညာကိုပြုလုပ်သူအားမေတ္တာထားပါ၏အမျက်အလျင်းမရှိပါဖျားတပည့်တော်၏တကူဖြင့်ဤနေရာမှချက်ချင်းဖယ်ရှားခြုံငိမ့်စေဆရာဦးမင်းကောင်ရဲ့မေတ္တာတက်ကလင်းနဲ့တစ်ခုလိုပြန့်နှံ့သွားပြီးအောင်လန်းဆရာရဲ့အမှောင်ပညာကိုဓာတ်ရိုက်သွားရိုက်ခတ်ခဲ့ပါတယ်အောင်လန်းဆရာဘိုးထိုက်တယောက်သူ့ရှိကဖျောင်းနိုင်ပြီးတဲ့ဖွားကနေအကုန်ငိမ့်သွားပြီးတော့သူ့ရင်မထဲကအောင့်တက်လာသလိုခံစားလိုက်ရတယ်ဗျကိုအောင်မြင်လည်းတဖြည်းဖြည်းငြိမ်ကျသွားပြီးမေမျောသွားပါတယ်အဲ့နောက်ဆရာဦးမင်းကောင်ကမက်ခင်လာကိုလှည့်ပြောတယ်ဗျဒီညအတွက်တော့ခဏငြိမ်သွားပြီဒါပေမဲ့ရန်သူကလက်လျှော့မှာမဟုတ်ဘူးအမြင့်ပြတ်ဖို့အတွက်အဲ့ဒီပြူစားထားတဲ့အယုတ်ကိုဖျက်ဆီးပြရမယ်နောက်တစ်နေ့မှာဆရာဦးမင်းကောင်ကကိုအောင်မြင့်ကိုမန်နန်ရွတ်ဖတ်ထားတဲ့တန်ကြိုတစ်ခုပေးပြီးအောင်လန်းဘိုးထားရဲ့တဲနောက်ကတစ်ချောက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာမြုပ်ထားတဲ့ရုပ်ကိုသွားတူးပြီးဖျက်ဆီးပစ်ဖို့ကိုလည်းညွှန်လိုက်ပါတယ်။မင်းသွားတဲ့အခါသူကမင်းကိုလမ်းမအောင်မျက်လှည့်ပြလိုက်မယ်။အတန်နေနဲ့ချောက်လှန်လိုက်မယ်။ဘာမှမကြောက်နဲ့။ပါဇက်ကနေဂုံတော်ကိုးပါးကိုအဆက်မပြတ်ရွတ်နေ။မင်းရဲ့တမာတိကပဲမင်းကိုကာကွယ်လိုက်မယ်။ကိုအောင်မြင့်တယောက်တက်တီမွေပြီးညနေဆောင်အချိန်မှာတောရဲကိုတယောက်ထဲဝင်လာခဲ့ပါတယ်။တောရဲမှာကြောက်စရာအတန်နေသူမိမခင်လာရဲ့အော်ဟစ်တန်လိုအတန်မျိုးတွေကြားရပေမဲ့သူကစိတ်ကိုတင်းပြီးဂုံတော်ကိုအာယုံဆိုင်ရွတ်ဆိုရင်းနဲ့ရှေ့ကိုတိုးခဲ့တယ်ဗျနောက်ဆုံးမှာတော့တစ်ချောက်ပင်ကြီးစီကိုရောက်သွားခဲ့ပါတယ်သူမြေကြီးကိုစတူးနေတော့မှပဲအောင်လန်းဆရာဘိုးထိုက်တဲတဲကနေထွက်လာပြီးသူ့ကိုမီးတောက်နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တယ်ဗျမင်းသေးချင်လို့ငါနေရာကိုရောက်လာတာလားအောင်လန်းကလက်နှစ်ဖက်မြောက်ပြီးမန်နေနေရွတ်ပြီးမှမြေကြီးတွေကနေမွေနယ်ကြီးတွေထွက်လာသလိုကိုအောင်မြင့်ကိုချောက်လှန်ခဲ့ပါတယ်ဒါပေမဲ့ကိုအောင်မြင့်ကဆရာဦးမင်းကောင်ပေးလိုက်တဲ့တန်ကြုံကိုငွေတွေဘက်ကိုညှို့လိုက်တာနဲ့ငွေတွေကမီးခိုးငွေတွေဖြစ်ပျောက်ကွယ်သွားခဲ့တယ်ဗျကိုအောင်မြင့်ချိန်မဆွဲတော့ပဲမြေကြီးကိုအမြန်တူးပြီးပစိုးစောနဲ့ပတ်ထားတဲ့အယုတ်ကိုဆွဲထုတ်လိုက်ပါတယ်အောင်လန်းဆရာကျေလောင်စွာအော်ဟစ်ပြီးကိုအောင်မြင့်စီပြင်းဝင်လာခဲ့ပါတယ်။ကိုအောင်မြင့်ကလက်ထဲကတန်ညွန်းနဲ့အဲ့ဒီရုပ်ရဲ့ရင်မက်တဲ့ကိုအားကုန်ထိုးဆိုင်လိုက်တယ်ဗျ။အယုတ်ကိုထိုးဆိုင်လိုက်တာနဲ့တပြိုင်နက်အောင်လန်းဆရာရဲ့ရင်မက်ကနေသွေးတွေပန်းထွက်ပြီးမြေပေါ်ကိုလဲကျသေးဆုံးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရွာတွေကသူ့ရဲ့ဆိုင်မှာထိုင်နေတဲ့ကိုသိန်းလည်းရင်မက်ထဲကအပြင်းထန်အောင်လာပြီးထိုင်ရာကနေလဲကျကသတိလစ်သွားတော့တယ်ဗျ။ကိုအောင်မြင့်ဟာရုပ်ကိုမီးရှို့ဖျက်ဆီးပြီးနောက်တောရဲကနေပြန်ထွက်လာခဲ့ပါတယ်။နောက်နေ့ကစပြီးသူ့ရဲ့ဘဝဟာပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့တယ်ဗျ။လုပ်ငန်းတွေကလည်းရင်ငါးထက်တောင်ပိုအောင်မြင်လာခဲ့ပါတယ်။ကိုသိန်းကတော့လေးဖြတ်သွားပြီးစကားမပြောနိုင်ကောင်းကောင်းမလှူရှားနိုင်တဲ့ဘဝနဲ့သူ့ရဲ့မကောင်းတဲ့ကံရည်ကျိုးကိုခံစားနေရပါတော့တယ်။
လာအနေငယ်ကြတော့ကိုအောင်မြင့်တို့လင်မယားဆရာဦးမင်းကောင်ကိုတွားရောက်ကြော့ကြတယ်ဗျဆရာကတော့အေးချမ်းတည်ငြိမ်တဲ့အပြုံးနဲ့သူတို့ကိုကြည့်ရင်အခုလိုပြောလိုက်ပါတယ်လောကမှာအမှောင်ဆိုတာအမြဲရှိနေမှာပဲကွဒါပေမဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာမေတ္တာတရားဆိုတဲ့အလင်းရောင်ရှိနေတဲ့၍ဘယ်လိုအမှောင်ကမှကိုယ့်ကိုအနာယူဖျက်ဆီးနိုင်မှာမဟုတ်ဘူးအလင်းကအမှောင်ကိုအမြဲတမ်းအနာယူစမြဲပဲကိုအောင်မြင့်တယောက်ဆရာစကားကိုနာယူရင်သူ့ဘဝအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုကိုရရှိသွားပါရယ်